ပါရှန်အင်ပါယာကနေအစ္စလာမစ်နိုင်ငံဖြစ်လာတဲ့အီရန်ရဲ့ငွေယုံနိုင်တဲ့ရာစုနှစ်မစွာခရီးစဉ်အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့ကမ္ဘာပေါ်မှာအရန်ကိုထူးခြားဆန်းရပြီးတမိုင်းကြောင်းတွေအထက်ထက်ရှိနေတဲ့နိုင်ငံတစ်နိုင်ငံအကြောင်းပြောပြခြင်းပါတယ်အဲ့ဒီနိုင်ငံကတော့တခြားမဟုတ်ပါဘူးရှေးတုန်းကပါရှန်လို့လူတီများခဲ့တဲ့အီရန်နိုင်ငံပါပဲအီရန်လို့ပြောလိုက်ရင်အခုခေတ်တဲ့နေ့ထဲမှာမြင်ရတဲ့ပုံရိပ်တွေပဲပြေးမြင်ကြမှာဖြစ်ပေမဲ့တကယ်တော့ဒီနိုင်ငံရဲ့တမိုင်းကနှစ်ပေါင်းထောင်ချီပြီးနှက်ရှင်းကြဗျကဲကျွန်တော်တို့အချင်းဆက်ကိုနောက်ပြန်လဲပြီး BC 950ဝန်းကျင်လောက်ကိုတွားကြည့်အောင်အဲ့ဒီတုန်းကပါရှန်အင်ပါယာကိုစတင်တည်ထောင်ခဲ့တာကတော့နာမည်ကျော် Cyrus မင်းကြီးပါပဲ Cyrus မင်းကြီးကတကယ်ကိုအံ့ဩဖို့ကောင်းတဲ့ကောင်ဆောင်ဗျငါသိမ့်ပိုက်ထားတဲ့နေမီတွေမှာဘသူကမှအတင်းအကျပ်ဘာသာမပြောင်းခိုင်းစေနဲ့လို့သူကအမိန့်ထုတ်ခဲ့တာဒါဟာကမ္ဘာပထမဆုံးလူအခွင့်အရေးကြီးညာဇာတလို့တောင်ပြောလို့ရတဲ့အထိသူကလူအဖွဲ့အစည်းကိုလွတ်လပ်ခွင့်ပေးခဲ့တာပေါ့အရှင်မင်းကြီးကျွန်တော်တို့သိမ့်ပိုက်ထားတဲ့သူတွေကိုဘာလို့ဒီလောက်တောင်လွတ်လပ်ခွင့်ပေးနေတာလဲလို့စစ်တယောက်ကမင်းရင်စစ်မှန်တဲ့အုပ်ချုပ်ရေးဆိုတာကြောင်ရွံ့မှုပေါ်မှာမဟုတ်ပဲလေးစားမှုပေါ်မှာပဲတည်ဆောက်ရတယ်လို့မင်းကြီးကပြန်ဖြေခဲ့မှသိကြပါတယ်အဲ့ဒီတုန်းကပါရှန်ဒီဟာဇိုရိုယက်စထရီယန်ဘာသာကိုကိုးကွယ်ကြပြီးကောင်းတာတွေးကောင်းတာပြောကောင်းတာလုပ်ဆိုတဲ့မူဝါဒကိုကင်ဆွဲခဲ့ကြတာဗျဒါပေမဲ့ခုနှစ်ရာစုရောက်တော့အပြောင်းလဲကြီးတစ်ခုဖြစ်လာတယ် RF စစ်တပ်တွေရောက်လာပြီးအစ္စလမ်ဘာသာကိုယူဆောင်လာခဲ့ကြတယ်လေပါရှန်ယဉ်ကျေးမှုနဲ့အစ္စလမ်ဘာသာပေါင်းဆက်သွားတဲ့အခါအမှုပညာတွေကြပြတွေကတကယ့်ကိုရင်သက်ရှူမောစရာဖြစ်လာခဲ့တာရူမီတို့ဟာဖစ်တို့လိုကဘာကျော်ကြပြဆရာတွေထွက်ပေါ်လာပြီးလူသားတွေရဲ့ချစ်ချင်းမေတ္တာအကြောင်းကိုရေးဖွဲ့ခဲ့ကြတာပေါ့ဗျာအချစ်ဆိုတာဘာသာစကားမလိုပါဘူးဆိုတဲ့စကားလုံးတွေကအဲ့ဒီခေတ်ရဲ့ရင်ခုန်တန်တွေပါပဲ1500ခုနှစ်ရောက်တော့ဆာဖာဗစ်မင်းဆက်အာဏာရလာတယ်သူတို့ကအီရန်ကိုရှီယာအစ္စလာမ်နိုင်ငံအဖြစ်အတင်းအကျပ်သတ်မှတ်လိုက်တာဗျဒီနေ့ကစပြီးငါတို့နိုင်ငံရဲ့တရုတ်ဝန်ဘာသာကရှီယာပဲထိရမယ်လို့ကြေညာလိုက်တဲ့အခါအီရန်ရဲ့မျက်နှာစာကတစ်မျိုးပြောင်းသွားပြန်ရောနောက်ပိုင်းမှာတော့ဥရောပနိုင်ငံတွေဖြစ်တဲ့ဗြိတိန်နဲ့ရုရှားတို့ကအီရန်ရဲ့အရေးညိုတွေကိုမျက်စိကျလာကြတာဒီညအောင်မှာရွှေသမားတွေရှိနေတာပဲငါတို့လက်ဝါးကွေးရမယ်ဆိုပြီးနိုင်ငံခြားသူတွေကဝင်ရောက်ဆက်ထည့်လာကြတာပေါ့1925မှာတော့ပါလာဝီမင်းဆက်စတင်ခဲ့တယ်ရှားဝီယန်တွေကအီရန်ကိုအနောက်တိုင်းလိုခင်မီအောင်အတင်းလုပ်ခဲ့ကြတာမိန်းကလေးတွေဘဝမချုံရဖို့အနောက်တိုင်းလိုဝေ့ရမယ်လို့အမိန့်ထုတ်လိုက်တဲ့အခါရိုးရာကိုထိမ့်သိမ်းခြင်းတဲ့သူတွေနဲ့ပဋိပက္ခတွေဖြစ်တော့တာပဲဘယင်ကတော့စိမ့်စိမ့်တွေနဲ့ပျော်ပါနေပေမဲ့ပြည်သူတွေကတော့စင်းရဲတွင်နှစ်နေကြတာငါတို့ရဲ့ဘာသာရေးနဲ့ရိုးရာကိုဖျက်ဆီးနေတဲ့ဒီဘယင်ကိုမလိုချင်တော့ဘူးဆိုတဲ့အတန်းတွေကလမ်းမတွေပေါ်မှာဟိမ့်ထွက်လာခဲ့တာ1989မှာတော့လူထုတော်လှန်ကြီးပောက်ကွဲလာပြီးအာယာတိုလာခိုမိနီကအာဏာရလာခဲ့တယ်အခုကစပြီးအီရန်ဟာအစ္စလာမစ်သမ္မတနိုင်ငံဖြစ်ပြီးလို့ကြေညာလိုက်ချိန်မှာအနောက်တိုင်းဆန်တဲ့အီရန်ကနေဘာသာရေးတင်းကျပ်တဲ့နိုင်ငံအဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့တာဗျမိန်းကလေးတွေအပြင်ထွက်ရဲဘဝမချုံမနေရစုဆိုတဲ့ဂျစ်ပရီတွေကိုကျင်တရားထိမ့်သိမ်းရေးရဲတပ်ဖွဲ့တွေပေါ်လာခဲ့တာအဲ့ဒီအချိန်ကစတာပေါ့အခုခေတ်မှာတော့အီရန်လူငယ်တွေဟာသူတို့ရဲ့လွတ်လပ်ခွင့်တွေပြန်လဲတောင်းဆိုလာပြန်ပါတယ်ငါတို့လွတ်လပ်စွာအသက်ရှူခြင်းတဲ့ဆိုတဲ့ဂရီဂျော်ထန်တွေကအီရန်ရဲ့ကောင်းကင်ရဲ့မှာပြန်လွတ်နေသေးပါပဲရှေးအောင်ပါရှန်အင်ပါယာရဲ့ကြီးကျယ်ခန္ဓာမှုကနေအခုခေတ်ရဲ့စိန်ခေါ်မှုတွေအထိအီရန်ရဲ့တမိုင်ကတော့ရင်ခုန်ထန်လို့အကြည့်ပါပဲရဲ့ဒီနိုင်ငံရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲဆိုတာကတော့တကယ်ကိုစောင့်ကြည့်ရမယ့်ကိစ္စပါပဲအဆုံးထိနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာအားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေ